အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးရတော့စာ GTA 5ကို level 0% ကနေမီနီနာဖြစ်တဲ့နည်းဆော့ပြပါမယ် Let's go game နဲ့ရောက်ကျွန်တော်ရင်ဆက်လုပ်ရမှာအိမ်ရဲ့ကားရဲ့အရင်ဝင်မယ်နော်ဒီတော့ solo ဆော့တဲ့ player ဆိုရင် find new session ကနေပြီးတော့ invite only session ကြီးပြောင်းလိုက်အဲ့ဒါဆိုရင်မျိုးမှာတခြား player တွေမရှိတော့ကိုတယောက်လေးပဲရှိတော့တခြား player ရှိရင်ကို mission လုပ်နေလာတက်လို့ဆိုရင်အောင်တော့အဲ့ကြောင့်အရင်တော့ဖုန်းထဲကနေပြီးတော့Okay ဒီတော့ website ထဲသွားမယ် website ထဲကဒီကောင်မှာ load to high ရွေးပြီးတော့အပေါ်ဆုံးအိမ်က free ပေးတာနော် load to high ဒီအိမ်က free ပေးတာအောက်ကအိမ်ကမလို့သေးအပေါ်အိမ်ပဲအရင်ဝယ်ထားမယ် Okay purchase Okay အဲ့အိမ်ဝယ်ပြီးပါပြီပြီးရကားဝယ်မယ်ကား war store ထဲမှာဒီကောင်လည်း price ကို load to high ပြီးဒီအမဲအောင်ကအဲ့ကောင် free ပေးတာကြည်လဲကာတယ်မာလဲမာတယ်ထင်းရတယ်လွယ် new player အတွက်အဲ့ကောင်အကောင်းဆုံး Okay အခုဒီကောင်ဝယ်မယ် buy ခုပတ်စံ3000နဲ့နော်3000အရင်ဟိုဘက်ကနည်းနည်းပါလာပြီးရင်ကားခေါ်မယ်ခုနဝယ်လိုက်တဲ့အိမ်ကဒီနားလေးမှာဒီအဖေကမိတ်တော့လဲအဲ့ကောင်အမှကားအိမ်ရောကားဝယ်ထားတော့ဆိုလာပို့တော့မရောက်သေးဘူးတင်ခေါ်ကြည့်လိုက်အောင်မကန်ဖုန်းနဲ့မကန်နဲ့ခေါ်လိုက်ရင် You're through to your garage. You need me to bring you a ride? ခေါ်လို့မရသေးကားဝယ်ထားပြီးရတယ်ဆိုတော့အိမ်လာမပို့သေးဆောင်းရကြတယ်ဆိုတော့ session ချင်းလိုက်မယ် final session နဲ့ invite only session ချင်းလိုက်အဲ့ဒါဆိုရင်အိမ်မှာတန်းရောက်သွားလိမ့်မယ်โอเคအိမ်ရောက်သွားပြီအိမ်ရောက်သွားရင်အရင်ဆုံးကားရဲ့ကိုယ်တော်ကြီးသွားမယ် exit garageโอเคကိုယ်တော်နဲ့ကားရောက်နေကားယူပြီးပြန်ထွက်မယ်နော်โอเคအဲ့ကျွန်တော်ပထမဆုံးစားလို့ရမှာကကျွန်တော်တို့ဒီမှာပတ်စံ0ပြင်ကြီးစံတနတ်တစ်လောက်ပေးတာကြီးစံရွယ်မပေးတာနော်အဲ့တော့နီးနာဒီစတိုးစံတနတ်ပြပြီးတော့အများတော့တိုက်မယ်အများတော့တိုက်ပြီးရင်အဲ့ရတဲ့ပတ်စံလေးနည်းနည်းကြီးစံဝယ်မယ်ကြီးစံဝယ်ပြီးရင်ဒီမှာဆွဲဟောက်ရှိတယ်အဲ့ဆွဲဟောက်နေတရားတူမှာမဟုတ်တော့အကုန်လုံးဟိုဘက်ဒီဘက် brand ကျနေဆိုတော့အဲ့ဆွဲဟောက်မှာextra mission တေးလေးလောက်လိုက်လို့ရှိရင်ပတ်စံ3000ရမယ်အဲ့ဒါကြရင်တနက်နည်းနည်းကောင်းတဲ့ဟာဝယ်မယ်ဝယ်ပြီးလို့ရှိရင်ဒီ mission ကိုတော့ glitch ပုံစံနဲ့ဟိုတစ်ခါတင်ခဲ့တဲ့ဗီဒီယိုလိုမျိုးထက်ကဆော့ပြီးတော့ထက်ကမဆိုရင်ရှေ့ကဇလန်းတော့အကုန်လုံးဆော့အောင်နောက်ဆုံး final ကြမှာလားပတ်စံရကနေကြမှာလား glitch လုပ်ပြီးတော့ထက်ကဆော့မယ်ဆိုပြီး 2.2 million ရှာမယ်နော် 2.2 million ဘာလို့ရှာလဲဆိုတော့ဒီရှင်ကိုတင်မောဝယ်ခြင်းကျွန်တော်ဒီဘက်ကတော့ 2.2 million လို့မယ်ဒီတော့ဒီမောရလို့ရှိရင်ပတ်စံပူရှာတာပိုကောင်းတယ်နော်ပိုကောင်းခုန V machine ကိုလုပ်ရင်တော့တစ်ခါလုပ်ရင်ပတ်စံ5သိန်းလောက်ပဲရမှာ5သိန်းမရမှာဆိုအဆင်မပြေဘူးဒီကတော့ဒီမောရှာဖို့လောက်ပဲတုံးလိုက်မယ်ပြီးလို့ရှိရင်ခုနဒီမောဝယ်ရ glitch လုပ်မယ်နော်တော့ကျွန်တော်တို့ store ဆိုင်ပါနီးနာ store ဆိုင်ပါမယ်ညတိုက်မယ်ကို
ဆိုလူနိုင်လုံးမယ် Hello there. လုံးကဲမလုံးနဲ့ No, don't shoot. Take what you want. Hold on, please. I'm emptying it. Yo, fuck yourself. ကဲတိုင်းပတ်တော့ပတ်တော့ Hurry it, bitch. အဲ့မြန်တော့ကြားတယ်ရဲလာနေပြီးအောင်နေ Knock yourself a stick. I really need to get insurance. Okay nice 1554ပါပဲ Fuck yourself. လုံးနဲ့ကြည့်ရလို့ရနော် Shey la ni bi ye. Watch out. Page တော့ကြည့်ပေးပါဟုတ်ပြီရပြီဆွဲဟောင်းမှာ find တော့ခိုးပြီးတော့ပတ်စံ3000ရမယ်ပြန်ရင်တနက်အရှိဝယ်မယ်နော်ဒီဆိုလေးနဲ့အဲ့ဒီလိုရှင်းလို့ရတယ်ဆွဲဟောင်းတော့မယ်ဒီဘာလဲဘယ်ပြရတယ်ကွာရှေ့ရောက်နေတယ်ဘယ်မှာတန်း Hey. Hi. Let's go. Let's go. Chào mày. You should go home. 你必死无疑了。我们的人受伤了。不， Oh shit. cháu chạy gì là xoay rồi, chả đây. 你迷路了吧？我没有子弹了，你死定了！导演部阿健中枪了，你这狗娘养 Quá 的， nguy hiểm. 告诉我你还行。他中枪了。 Chết đi rồi. Ok, thì mà thì nghĩ là không mua được. Sticky note lý tay xả, sticky note mà bắt phải gì à? Nó là sticky note cho này để đấy à, kế biểu hả? Sticky note được rồi, sticky note thì nó
sticky note ဟောဒီမှာ24-10-81 okay ဟောမို့လေ24 10 81 go let's go move အေးပြီးတယ် AV ရတဲ့ဒီနေရာနေတက်မယ်နော်နောက်မှာဒီကောင်လေးရဲ့ဂိုင်းသားတွေလိုက်လာပြေး sorry bro okay ကျွန်တော်ထောင်ရပြီဒီနေ့ရှိတော့ဝင်မယ်လက်တိုင်တောင်းနော် Psycho! ဟာရှေးရထွက်လာတယ်ကွာဒီရဲ့ Yeah, Dad. I went to ပြေးဒီတိုင်းနေပြေးပြေးအတိုင်းမကြိုက်ဘူးကြောက်အေးချောက် You know, I thought that town had some weird people. Absolutely. Sorry about that. ဈေးလိုက်နေလို့တနက်ဝယ်လို့မရဘူးဟုတ်ဈေးလာအင်းသေးတယ်အောင်โอเคကြာပါပြီတနက်တော့နော် What's up? တနက်ကဒီတနက်လေးဝယ်လိုက်မယ်တောင်း450โอเคဝယ်ပြီးရင်ဘာဝယ်မလဲဆိုတော့တန်တိတ်ပါတာဒီကောင်လေးတန်တိတ်ရတောင်းကျော်ဒီက300လောက်ဆိုရပါတယ်ကျော် Oh, look at you two together. What a lovely fucking couple. ဘောကဒီ sticky ဘောင်းလေးကြိုက်တယ်ဒီတစ်ခါလောက်ဝယ်ရတယ်ကျွန်တော်10ခုလောက်ဝယ်ရတယ်နော်ဒီဆိုအတန်တိတ်တက်လို့မရသေးဘူးမွေသေးဒီကနေ့ permission ပတ်ကြမယ်ဟာ permission ပတ်မယ်ရှင်းနေဒီကောင်နဲ့ပေါင်းပြီးတော့ဂိုင်းတစ်ခါရသားဖြတ်တဲ့စိတ်အောင်ဆောင်တယ်သားဖြတ်တဲ့စိတ်အောင်သားဖြတ်ချင်အောင်ဆောင်ပြီးတော့ဟောဒီအထဲမှာကိုကိန်းနေထုတ်ကိန်းမရှိတော့ကိန်းနေထုတ်အောင်ကိန်းနေသမတ်ပြီးတော့ရှင်းလက်အပ် No count asshole. โอเคစမယ်ဆိုလိုပဲဆိုရပြန်လည်းပါတော့နော် Wouldn't advise going inside. ကြောက်မှာဆို Not with your reputation for ခေါင်းရတော့ကီဖုံးမှာဆို like associates who would take it apart.
my past, make that yours. Quite frankly, we may be able to assist each other. I mean, check this out. You see that misguided individual? How do you think he's gotten away with selling drugs in front of that burger shop very conspicuously for 10 years now? In front of the largest department in the city. He cuts ရ them င်းဖျင်းရှိ in. တဲ့တဲ့ဘာသာဆိုင်မှာ Copy. Yo, Effin Burger. စီ A copy. ရောင်းဝယ်လို့ Worst last name ever, dude. I mean, effing what? Anyway, when you got 5, we all need some effing coffee down here on Dick. ရဲရဲရဲ Don't လို့လုပ် forget နေမှာ effing ကော်ဖီမာလိုက်ဒိုနတ်စားလိုက်လို့ ရောက်ကျုပ်တို့ကလွမ်းနေတာ ရောင်းပြင်း ချင်းဘုတ်ထွက်ဖို့ I'm မှ out ကြော here င့်အရန် getting နေကြ coffee for cops on the ကျေရီ table. လိုပြီးချမ်းလေးပြာ That guy over there is only နောက်တော့ one နေပြေးတဲ့ promoter ကို issue. ညာနေလန်းနေတာရှောက်ဖောက် Soon မ the င်းတို့ cartel လွမ်း running နေ a တာ large scale မင်းအောင်မြင်တဲ့ကြောင့် ပြီးတော့လည်းရောင်းရှု club factory in Polito Bay. And be in no doubt, the cops, they're not only turning a blind eye, they're actively facilitating. If you ask me, the cartel and the cops can both go to hell, preferably on the back of the same bullet. I'm talking about a surgical strike, man. Taking out the whole operation. That's why I came to you. just why I came to you Let's go somewhere a bit more unfrequented. I understand your motivation in these matters. If you raid that factory, anything you find is yours to keep. This isn't about the drugs for me. This is about these assholes running the biggest protection racket in the state. That's the kind of status quo I cannot abide. As far as my part, I can provide all the intel you need. Records, names, locations. We will need to educate ourselves on the factory, though. Gather materials so you can attack it with style and aptitude. Ding fucking dong, Officer Effin Burger. We're effing falling asleep over here. Get us some effing coffee. Copy that. I'm on my way. Think about it. If anybody deserves to be fucked with, it's these guys. Can I count you in? Excellent. yes Now on to the first order of business. Acquire some funds. And fortuitously, we have files on some money laundering operations not far from here. The department allows them to operate for a share of the profits. I suggest we take a more proactive stance. Time to do what you do. I'll call you. Let me take these fucking assholes their coffee. okay mission စမယ် Hey, you read me out there? I'm sending you the locations of our targets. All of them up to their necks in stolen cash. ဒီနေ့ပြီးနေရှိရနော်တန်တော့တင်အောင် I invite you to consider this as a double investment opportunity. A chance to raise the funds we need to go toe-to-toe with the cartel cop coalition. တန်တော့ And as a bonus, you get to disrupt some of your more unsavory competitors. Not to mention, you'll land yourself a handsome reward when this is all over. Don't worry about the legal repercussions. The LSPD wouldn't dare look into it. One would not defecate ရှင် in နေ their ပဲ own လို့ဆိုကားရ backyard, ထွက် so လို့ to မရ speak. ကားရထွက်ကြမလို့မထွက်နဲ့ The proverbial ကားရနှမ်းကြိတ်ရအဲ့မှာနေ Seems like you got him shaking. Be careful. Okay. Pure simplicity. Get inside. Get the ပြီးတော့ money. ပြီးတော့ Get out. ကားရမိုက်တိုက်ကြချဲဝင်ခက်တော့တယ်ငါဘာကောင်းရောပြည့်တယ်မောင်ပြည့်တော့ပတ်စံယူနေကြကောင်းရမှာတနက်နဲ့ချိန်နေဟုတ် By the way, ပြည့်နေရခဏသာ I'll be able to assist you with my LSPD privileges. Accessing their database and communications is a perk of the job. One that will prove useful throughout this venture, I'm certain. As we say in the LSPD, just seizing illicit goods. Nó tên này tới cái thằng này
နောက်လိုက်တဲ့ကောင်ကြီးပြန်တက်နေချင်းကြတယ်တက်လည်းပါတက်လည်းပါတက်တော့ahí veníamos. Ah, fucking shit. Ahí ya. Shit đây em cái lưng nhỉ. Đây, phải không ai cho vào. Coba ini om mencari rumah wanita. Arriba cukup Bona
ခုပြီးတော့ပြန်စတယ်ကျွန်တော်ကဒီနေရာပြန်သွားပြီးတော့ဒီပေးရမယ်ကျွန်တော်ဒီမင်းလောက်ပြရအောင်ဆုံးကြမှာ final machine တော့ Hey, it's me. That was a long effort. This is a solid fund to use on the rest of our planning efforts. The first leg of which I'll get to work on right now. I'll be in touch. Yeah, feel like cái nó mà chém thì dễ gì che động có này tập chạy All right, let's discuss a potential way into this place. The cart. lấy đâu mà chạy nhảy xỉa nó rồi breaking under in đấy ấy ta sẽ sử dụng ta phép để sử dụng bữa cái điều phép gì bây giờ vậy lòng ấy sử dụng đểဝင်ဖို့အတွက်လက်နက်တွေကားတွေဒီစင်ပြီးမှနောက်ဆုံးကြမှာ cream လို့နောက်ဆုံးကြမှာ glitch နေမှာပြမယ်ထက်ကဒီအပေါ်ဟာတွေမလုပ်တော့ဘဲနဲ့ဒီအောက်ဆုံးတစ်ခုတည်းကိုပဲဒီအောက်ဆုံးတစ်ခုတည်းပဲထက်ကလုပ်လို့ရတဲ့ဟိုပြပြီမနော် shit please breaking and Coordinates coming your way. you might be able to let go, yeah. I have a So, checklist right for side to today's you operation. let go to Number hand. 1, a laptop from a Cluck and Bell employee on the cartel's payroll. It's got critical intel for our operation. Number 2, a hacking device which is going to help us pilot a train. And that brings me to number 3. We need a train. That's how we're getting into the factory. By the way, don't worry. We may share a goal, but I'm fully aware we do not share a motivation. I've made sure sufficient funds are allocated to recompense you for your efforts today. Okay, let's get the guy with the laptop. This is a critical piece of intel. The cartel have paid off multiple Cluck and Bell employees to look the other way while they use their business as a cover for the manufacture and distribution of cocaine. This laptop's gonna give us a window into their schedules. I just sent you a CCTV image of the guy. You got a choice. Steal the laptop behind his back, or you can take him first. I'll leave it to you. မကြီးကကျွန်တော် message ပို့လိုက်ပါဒီကောင်ဓာတ်ပုံနဲ့ကောင်ရှားတဲ့အဲကောင်စီမှာလက်တော့ရှိရဲ့အဲ့လက်တော့မှပြေးလာခဲ့ရဲ့ရှားတယ်ဟုတ်တယ်ဒီကောင် You got လက် eyes တော့ on ဒီ him? ကောင် Confiscate the laptop. okay ဟိုကလက်တော့ယူလိုက်ထိုးတာတနက်ထုတ်ပြတယ်တနက်ထုတ်ပြလိုက်ထိုး It's ပြီး gonna တော့ tell us the perfect time to strike. ကားစစ်သွားမယ်ကားစစ်သွားပြီး
ourselves a hacking device. If we're gonna do this, there's a lot of computer systems we're gonna need to override along the way, and this is our ticket. Now, fair warning, the guy who owns this is a pretty serious criminal element, a major hacker. The LSPD won't touch him, but we will. He operates out of a terabyte ကာဖို့ courier ရှိနေ truck. I'm sending you a မသိ picture ခိုး of လာ it. မသိခိုး My လိုက် advice တယ် to you ကောက် is ရှာရ locate his drones ကာဒီ and ရှိ tell ရ it to မ his ယ် security. ရှိ Take them down before you အောက်ချင်း proceed. ကောက် I heard this guy's been living out here on the DL. Not easy in a truck stacked with so much tech. It has its own gravitational pull. Right, yeah. ဒီပုံကနားလေးမှာကားရှိတယ်။ကဲတော့မယ်ခုနယူလာရဲ့လက်တော့နဲ့တော့တကားတွေပါယူဖတ်ပြီးတော့ဖွင့်လို့ရတယ်shit ရှောဝါတယ်ထုံးတိုင်ခဏနေတယ်ကားရဝင်ရပြီ All right. The drones are down. The terabyte should be accessible. ဒီမှာအဲ့ဟိုရှေ့ကအဲ့ကောင်ကနောက်ဆုံးမရှင်းပါစိတ်ုံတွေကနေပြန်ထွက်ရင် Good work. စိတ်ုံတွေကထွက်ခံပြီးတော့မှမိကန်တက်တာကိုဖွင့်ရတယ် Needed. မိကန်တက်တာကိုဖတ်တဲ့တစ်ပိုင်း Items taken care of. Let's move on to the big one. The cartel occasionally That's a very takes like train it. deliveries That's at a the like it. factory. We're gonna That- steal one of the trains စိတ်ုံတွေဝင်ဖို့တော့တနက်တွေရှာမယ်ကားတွေရှာမယ်ပြီးတော့မှနောက်ဆုံးပိုင်းလုပ်ရ But first things first, we're gonna need a set of ခု keys. တော့ရေကလမ်းကြောင်းပေးတယ်လမ်းကြောင်းဆောင်တယ် Keep going. I'll make sure there's no retaliation from the Go on. LSPD. Just a simple matter of rerouting some calls. Okay, đó đây. Ôi, giật ha. Giật ha tâm mở. Đây này quỷ, giật ha đi à. Gotta be in someone's Đá pocket. vào bông này mà bông gì nhỉ? Remember, these guys are serious. They will not hesitate to shoot on Cái gì sight. không thể mà một thời. Whatever Cái steps gì you deem mình necessary. cắt. Cái gì? Giờ còn được còn một tô, giật ha to chỉ. Ít tổ xài rồi giật ha khui kìa. Tốt. Đây, tôi cọp tới đây tiêu nguyên. Công tác nhập một tầm As soon as you have the keys, you should be able to access the train. Thái gì chả mẹ. Cái
အဲ့အောင် F နိုင်လိုက်တော့ထဲဝင်မောင်းသွားတယ်ဟုတ်ရမမောင်းကိုမောင်းရအောင်ထဲဝင်မောင်းတဲ့နေရာသွားတယ် I don't suppose you're familiar with the schematics of the train signal network. No? Then just follow the instructions on the hacking device to change the signals as you approach them. နာကူတိုင်း hacking device လေးရ At all costs. တကားကြီးပေါ်အဲ့ရထားတွေမီးပွိုင်းနေဟတ်လို့ရ Ducks. သွားမယ်ရထားရဲ့လမ်းကြောင်းရှင်း Nice ဆက်သွားလိုက်ရတယ်အစကီးနဲ့တော့ရှိမှလားခက်လိုက်အဲ့ရထားပေါ်မှာတားပုံးထဲမှာပုံးတိုက်သွားတယ် Just until we're ready to hit the cartel. အဲ့ကြောင့်ဒီကထားလိုက် Designs clandestine. You copy? ရှင်းတကမ်းပြီးပြီပြီးလက်နဲ့တော့ယူရမယ်ကားတော့ယူရမယ်ရှင်းတကားပြီးလို့ရင်ခုနကပြီးနေအောင်ပြန်သွားပြီးမှလာကြ Okay. မချီရသူနေကဒီနေ့ဒီနေ့ကတ်မောင်းဝိုင်းကြာဒီအိမ်ကိုအရင်သွားဒီအိမ်ကနေဒီဝိုင်းပုံနေအိမ်ချက်ချင်းရောက်လို့လည်းဆိုရင် M key နှိပ်ပြီးတော့ဒီပါးတဲ့မှာကိုအိမ်ရဲ့ဒါအိမ်ရဲ့ကားကန်ကားကိုတော့အဲ့ဒါရွေးထားတယ်ရွေးပြီးဒီကားကိုအိမ်ဖိုးလိုက်manage vehicle M key နဲ့ရမှာ M key လို့ပြောတယ်M key နဲ့ပြီးတော့ manage vehicle return နေလိုက် return ဆိုအဲ့တင်ရကိုတောင်နဲ့ရအောင်ပြီးရင် section change လိုက် section က private section ပဲ change လိုက် public ဆိုရင်တခြား player ရင်အောင်တော့ကိုယ်လိုက်တက်နေ invite only section ဒီတရားပဲရှိရတာဒါဆိုအိမ်တိုင်းရအောင်လိုက်အိမ်ကနေပြီးခုနရဲစကန်သွားလို့ဆိုရင်ပုံနေရအကြောင်းကိုယ်အိမ်ရောက်လိုက်โอเคဒီဘောဘူရှိရနေအောင်သွားမယ်ကြံတဲ့ mission ကိုဆက်လုပ်အောင်မယ်
ကိုယ့်ရဲ့အတိုင်းမင်းနေထိုးနေဟော So, Okay အခုမရှင်ရတော့ပုံသွားရအောင်ဖက်နဲ့သွားရအောင်ကို Okay okay, the coordinates should be with you shortly. I'm sending you some visual ID of our targets. Make sure to ဘယ်က familiarize 3 yourself. ရယူလို့ရ A ရ B ရ C ရ As I'm sure you know, our operation ဒီလက်နက်ကအကောင်းဆုံးပဲမရှင်လွယ်လက်နဲ့အာမောရတယ် news is ဒီ that ပြီး this တော့ city is ကျန်တဲ့ကောင် with လု gangs ပ်ကြတယ် during that ဒီတစ်ခုလည်းလုပ်ရ Half of them in cahoots with this very police department. So today we're gonna confiscate 1 cache of weapons and 1 stash of gear. If any of it ends up getting traced after our raid, it'll lead to these reprobates instead of us. I've sent you the coordinates of some appropriate targets. You don't need to hit them all. My advice is to investigate your options. Determine which gang is gonna have a loadout that suits your preferences and prioritize accordingly. As I was saying earlier, we need weapons and we need equipment. That's armor and masks. We don't want anyone at the Cluck and Bell factory catching a glimpse of your memorable face. I'm well acquainted with this gang's status in these parts. Seems their gear and weapons are positively adequate, along with their security. လက်နက်အဲ့ရှိတင်မောပုံမှာ I've read တင်မော this ပုံမှာ group's သွားရအောင် file several times over. Seems they run a tight operation not to be underestimated. We're not talking military levels of security, but they're no petty criminals either. So watch your six and don't get sloppy or they'll have the upper hand. အတန်သိပါတယ်လက်နက်တော့ဟောလို့ရှိရင်ဒီဘောလုံးရှင်းရအောင်ဟောကောင်ကြားရတာ Ready for some ပုံရှင်းရ serious တာ resistance. တိတ်လေးကတော့ကြာအတန်သိနဲ့ပြလိုက်တာဘယ်လိုတော့ကြာ Keep an eye on your six. Reinforcements inbound. These targets should have an ample supply of တက်တူပြရတယ်ဘာပုံကြီးရတယ်တက်တူဆက်ခုနကောက်လိုက်တဲ့လက်နက်ကောက်လိုက်တော့ဒါရဒီရလာတယ်တော့မရှိမှတော့မလဲပြင်ပြန်တော့မယ် secure. Bring it ဒါ on. နဲ့ပိုင်းမတက်လိုက်ရတယ်မြန်လာပြန်ဆက်ပြီးရပြင်ရဒါနဲ့လမ်းတိုင်းပြန်ထွက် I've given you Eagle 3 possible yeah. targets, but you can hit them all if you're so inclined. Anything extra you get, I'll make sure it's available when you hit the factory. Safe to say that any affected groups will be better prepared next time. Keep that in the back of your mind if you plan on coming back for a getaway car. Kuna lagay niya dyan pa. Nói vì dễ không có lại nhà. Dễ mới thấy bu này. Mới thấy bu rồi cũng lên đâu đâu mà được lại nhà. Cho nên đi này thì nó lâu dần rồi.
ရလိုက်နေတော့ဘေးGod don't fly bro ရပြီစစ်ပို့ပါစစ်ပို့ပြီး gear weapon ယူခိုင်းလိုက်မယ်ခုနက weapon နဲ့ခုနလည်းဟိုလည်းနေနေ professional အမှန်ချစ်ပြီးလိုက် gear လည်း professional ပဲအခုလုံးမင်းချစ်ပြီးအောက်မှာကိုပိုင်းနေတယ်အဲ့ဒါရှင်းပြတော့လက်နဲ့ gear ရပြီဆိုကားယူရမယ်နောက်တစ်ခါကားသားယူရမယ် Okayဒီခောက်ကမလာတဲ့နေရာနီးတယ်နီးတော့ကားနေပဲသွားကြအောင် Okay let's Good job. Good job. It's around. Okay. Possible getaway vehicles at these 3 locations. Sending surveillance footage of the gangs I found. Check them out. Okay, alright, you must know what. PSC, don't you? Yeah, the message go there. Message don't die. No matter who are. I've acquired 3 suitable options for a getaway car. All of them associated with gangs bribing the LSPD to turn a blind eye to their activities. The trail leads back to them. Then you didn't know who they are. The choice is always Yaka, I'm a lecture 9 မြန်အကြောင်းအမအေးကားကြညံနေဒါပေမဲ့ထင်းရဆောင်ထပ်စလစ်တွေဖြစ်ကြံကားဖို့အမစီယာစစ်တပ်ကတုံးတဲ့ကားကြလေးတယ်ငါတော့မှလေးတယ်အမစီယာကောင်းတုံးလို့ကောင်းတယ် these cars differ in quality. You can safely assume all of these locations will have men with guns or တုံးခုလုံးကတော့မရှင်ယူသွားယူရတာခက်တယ် any so-called fuck shit. ဆောက်ဖို့ဆိုနေပြင်ရတယ်ကွာ Score သွားယူကြမယ် Be warned, these are the same gangs you may have previously visited in order to borrow their equipment. If you rush to return to the same people, expect heavy resistance this time. Fine. Wow, 2 မိုင်ကြီးတော့
ချင်းလေးပဲလည်းနားထောင် The same database. The funk is the original Này béo là có chúng tôi grinding up against a stranger to the music. The funk, the soul, and the boogie. Some music leaving skid marks all across my brain, bobble. I wouldn't underestimate this group's defensive measures, as their vehicle is pretty respectable. ပြရဒီဝါနေနေမှာကားလိုက်ရှာဂိုင်းတစ်တိုင်းစီကနေပြီးတော့အတော့ခုอ่ะဒီနေ့မှာဂိုင်းတိုက်ရှိပုံပတ်ဖြုတ်ပြီးခုอ่ะ You got eyes on the vehicle yet? They probably have it in a secure location. ဒီမှာဒီနေ့ Whatever you need to do to get it out. အဲ့ရနေရမတူဥပကားနံပါတ်ချမ်းရောက်နေရညောင်ကျဘောမကဒီဘက်တော့ဒီဘက်နာ I expect these gentlemen will be thrilled to see you again. Okay ဒီမှာဘောမကလည်းဒီကောက်ရင်ပြင်ပါရမယ်ဒီနေရာဒီအမိုက်ပုံနေရာဒီတော့ Shit. Guy. There's a garage near the factory where you can store the getaway car. Okay. Yeah, fountain. A team I don't talk I know. So leave it. Excellent choice. We're not in any rush out there, so feel free to pay the other gangs a visit and evaluate their cars too. I don't think we have a say on that. Oh shit. Shit, I'm going to go saw.
ကကားဝိုင်လက်ပြေဟောတယ်ကားဝိုင်တောင်းပေါ့好了，机内的 F 那边玩，我操！哎呀，空定了。现在。啊，这还有救呢。哎，ဒီသူပြတဲ့နေရာကိုသွားလို့ဒီနားလေးမှာကားပြင်းတဲ့နေရာရှိတယ်။သူပြင်လိုက်။အဲဒီရင်ကားအရန်သူပြင်ရဆုပ်ပြတ်တက်လို့ပြောမြင်ခိုင်းတယ်။ What can the best mechanic in LS do for you? တော့ရင်ကပြီးပဲရှိတယ်။ဒီလိုဝင်အောင်ก็ถ้าวิ่งกูเราเนี่ยจะว่านี่คือมีอะไรเด็ด Just send me a message with the vehicle information. ဒီခုနကမစိတဲ့ဝင်ပြီးတော့ဖုန်းနဲ့မစိတဲ့ဝင်ပြီးတော့ကောက်ယူနေတာမင်းစစ်တယ်ပုံပန်းနေတာအဲဒီကျန်တဲ့အိမ်နဲ့စီနေလို့ကြောင့်တယ် A perfectly sound getaway vehicle. โอเค mission ပြီးသွားပြီ niceအခုပြန်ပေါ်တဲ့နေရာတွေသိကြတယ်ဒီခုနဝေးပဲခုနဝေးပဲ3မိုင်အောင်ကျော်တယ်အဲ့တော့ခုနအတိုင်း ESCP နှိပ်ပြီးတော့ online နဲ့ကနေ session ကို invite only session ချင်းလိုက်အဲ့ဒါကိုယ့်အိမ်မှာပြန်ပေါ်လာရင် V နေရာနဲ့နီးရော easy ပဲတွားအချိန်မကြာတော့Okay, let's go. Okay. ဒါလေအိမ်ထဲရောက်ရင်အိမ်ထဲကနေကားကူတောင်ပြန်လာနော်ကားကူတောင်နဲ့ဝင်ပြီးတော့မှထွက်အဲ့လိုတော့သိပါတယ် Excellent. ကြီးကပြန်ခေါ်နေသူ့နေရာပြန်လာကြအောင်နဲ့ကားရှိုးရုံရှိတယ်ကားရှိုးရုံတစ်ချက်ဝင်ရှိုးလာတာကိုက်ရောင်းတယ်ပြင်ချက်ကိုက် Oh sorry about that bro
ကြော်ရရကြော် Okay, another good to learn. ဒီခေါ်မဲဆေးရုံမှာသူကမဲဆေးရုံတုံးတဲ့ကားကိုတော့ဖြတ်စီရမှာအဲ့ကားကိုဖြတ်စီတော့မှတော့ဒီမှာ3ရက်ကားမရှိတော့ဘူးယထာနဲ့ပစ္စည်းပိတ်ဖို့အဲ့မှာအဲ့ပစ္စည်းအဲ့ယထာဘောပစ္စည်းတွေဒီကောင်ခိုးပြီးတော့ခိုးလိုက်ပြီးတော့ဆေးရုံတော့ The time has come to throw the cartel supply lines into disarray. We need them in a state of chaos. So when our unscheduled train delivery arrives at the factory, they just wave it through. So our primary objective is to locate their depot and sabotage their fleet of delivery trucks. Our secondary objective is to find a key card that'll allow us access to the factory's restricted areas. And keep an eye out for a driver uniform. That could come in handy for getting into the depot and hit the ဒီ trucks. ကောင်းလဲရအောင်ဒီကောင်ဆေးရုံနဲ့ဝင်ဒီကောင်းမလဲရရလဲဝပိုကောင်း Okay, remember that laptop you got me? I found a schedule on it that says ဘာ that မှမကောက်ဟာ fans leaving this establishment any minute. Hack all the fans. We can use the GPS to find the depot where they load up the drugs. That's where we're gonna hit them. I appreciate that hacking device you confiscated. Couldn't do this without it. They'll know we've infiltrated their system, and they won't let it slide. Damn. ဘာလို့လဲအစားလေဒီကြည့်လေ If we hack additional vans, we can ပြောင်း patch ကောင်း the စီက information. ဟိုကြည့်လို့ရတယ် Hey, if you take possession of a uniform, it might allow you some ဒီ discretion ကော at င်း the ဒီကောင်းလဲ garage. လေးရဒီရမပေါ်ပြန်တော့ပြဒီရမပေါ်ပြန်ဒီကောင်းတယ်ပဲလေ เนี่ยพอค่อยดูว่าชอบก็D8 อ่ะอ๋อဒီမှာD8 ဟိုကောဒီကောအင်ကြီးတွက်ချူပြီးကောမှန်တယ်ဒီကနေပြီးတော့ဒီကောလဲဒီကတော့ဒီထဟာမှာကနစီဟာမှာဒီကောနေစေုံတင်နေရအောင်သွားလို့ရအောင် စေုံတင်နေရတိပြီဒီမှာဒီကောKana out. Kana toပြီးအီးနေလိုက်ရင်အဲ့တော့ဟတ်လို့ရအောင် Whoa, damn! အဲ့ဒီတော့ခဏစောင့် Hey, put those guys before you get hurt. That's it. Sending the location now. ဒါစေုံတင်နေပေါ်လာပြီတော့ပေါ်လာအပြင်ရပြီးတော့ Don't worry about the van's drivers warning their collaboration is at the garage. They won't suspect this is part of a coordinated attack. They'll just assume it's another day in Los Santos. You in that uniform? If so, you should be at an advantage. Just try not to show your face for as long as you can. It's clear you do not belong there. Okay. Question, can you stealth this operation? Fully away. If so, we can hit the factory without them suspecting Oh, a thing. sure.
Just disable the vehicles, sure. find a key card, and wipe the CCTV when you're done. On the other hand, you can go with guns blazing. You'll be blowing your cover for the final raid. If that's how you want to do it, go ahead. Remember, just because you look the part doesn't mean they'll let you go anywhere you want. A lowly driver like you can't access all areas. တနက်ကဟိုပဲတော့နော်တန်တိတ်ပါတဲ့ဟာပဲတော့မဟုတ်ရင်ကျန်တဲ့ကောင်ပြီးသွားရင်ကြာရလောက်ရတယ်ဒီကောင်မှာတက်နေတယ် You found a key card yet? နောက်တော့ကျန်သေးတယ် The key card could be in a locker or something similar. Can you find anything to break them open? Dre ရှိအဒရေကိုယူပြီးတော့ကီးကတ်လိုက်ရှာကီးကတ်ဟုတ်ခဏလေး Pinny, what the fuck? Those guys know you're Dia here. nak kau biar win lah. Take them out. Apa kan win lah ni? Cartel hearing all about it. Aku tak tahu. Ya. Wow, kau ni pintar. Pop. If no one saw you, we can confidently assume the factory won't see you coming in. Kika di dalam mesin, nak aku tak apa. Tahu siapa lego dah siapa, macam kau nampak. Mesin ni pasal ni ya. Tahu dia pasal ya. Nakam, kita buka kamera, nak tahu dia siapa. Kika, nak song jam apa kamu nanti? Berapa? Kika ya, vi. Kamu apa dah? The key card, the factory's gonna be easy to infiltrate. Don't forget the CCTV. If you're on it, they won't CCTV forget. kau, man. CCTV's wiped. As far as the cartel know, you were never here. Yeah, totally. Yeah. When you're done, bug the hell out. Di kai ဖြတ်စည်းလိုက်တော့မှဒီကောင်လေးတားတွေကားနဲ့ရောင်းဝယ်လုပ်လို့ရတယ်။ကားလိုက်ပို့လို့ရတယ် Okay, since they don't know you're coming, check this out for some advanced strategy.
ရှိမှဒီ truck အဲ့ truck ကောခိုးอ่ะ Crate's big enough for you to hide inside. အဲ့ truck ကောမှာပါတဲ့အသားပုံးထဲမှာဒီကောင်ခိုးလိုက်တာ Lost this factory. Look for something we can use. Seize it and bring it back. Okay, let's go. Vaya pura ya. You know the LSPD get called out to Clucking Bell all the time. Though ordinarily, it's some customer throwing a tantrum. You ever seen the devastation caused by a hot patty to the face? Makes the cartel look positively civilized. Sorry. That's it. We've got everything we need. That's it. You got everything you need. Okay, အကုန်ပြောလိုက်ဆိုတော့နောက်ဆုံး fight နဲ့နောက်ဆုံး fight နဲ့မှာ glitch နီးတုံးပြီးတော့ထပ်ထပ်ဆွဲနေပါပြမယ်နော် Let's go baby. Let's go. The cartel will assume it's a delivery instead of... Okay, နောက်ဆုံး fight နဲ့ glitch လုပ်တဲ့ဒီပါပြမယ်နော်ဒီမှာ appreciate နေတော့တော့တယ် Okay, ဒီမှာစားလိုက်ရတယ် Hey, Okay, နောက်ဆုံး fight နဲ့မလုပ်ခင် glitch နီးပြမယ်အရင်ဆုံး setting တွေက ESC က setting ထဲမှာ display တက်အောက်မှာ display မဟုတ် graphic sorry setting နဲ့ဒီ graphic မှာဒီ screen တက် window border လောက်ပြောင်းထားရမယ်ဒီ pass gain ကို focus loss က off ဖြစ်နေရမယ်အဲဒါဆိုရင်ဒီ gain နဲ့ order တက်ကိုနှိပ်ပြီးတော့အပြင်ကဒီ software တွေပါလိုက်ကြည့်လို့ရတယ်နော်အဲဒီပါလိုက်ကြည့်လို့ရတယ်အဲ order တက်လုပ်ပြီးတော့ Firefox ကိုခေါ်လိုက်Firefox ကို firewall ခေါ်Windows Defender firewall နှိပ်ပြီးမှ advanced setting နဲ့သွားပြီးရင် inbound ရဲ့ outbound ရဲ့မှာ root တစ်ခုစီထည့်ရမှာ inbound ကိုနှိပ် new root ပြီး custom နှိပ် niche ဒီကောင်လည်း niche ပြီးဒီအောက်ကတစ်ခုမှာ this IP address ဆိုပြီး add နှိပ်ပြီးဒီ IP address ထည့်ပေးလိုက် 192.81.241.171 အဲ့ဒါ roster king ရဲ့ hot server ပေါ့အဲ့ဒီကောင် block မှာဒီကောင်ဒီလိုထည့်ပြီး niche ပြီးဒီမှာဒီကောင်ခုန IP address block the connection name niche
Nage ပြောင်းဒီ name ခုနဒီ name မှာကြတော့ကျွန်တော်ပေးတဲ့အတိုင်းပေးလိုက် AA အရှိမ AA ထည့်ပေးလိုက် AA ထည့်ပေးမှာပြီးလဲဆိုတော့ခုန rule တွေအများကြီးထဲမှာအပေါ်ဆုံးရောက်တော့ရှားတယ်လို့ AA GTA 5ပြီးရင် finish ဒီကအရင်ကထည့်လိုက်တာဆိုတော့ခဏတက်လိုက်ပါနော်ဒါလည်းအရင်ထည့်လိုက်တာအခုအသစ်ပြန်ထည့်တာခုန inbound မှာ rule ထည့်ရတယ်အခု outbound မှာ rule တစ်ခုထပ်ထည့်မယ် new rule ခုနအတိုင်းပဲ custom nage အောက်မှာ this IP အတွက်မှာ nage ဒီ IP အတွက်ထည့် okay nage ခုနကောင် block မယ် nage ဟောလဲ nage ကျွန်တော်နာမည်ကို AA GTA 5 and finish okay inbound မှာလည်း AA GTA 5 outbound မှာ AA GTA 5ခုလို့လေဒီကောင်းဒီမှာအနေပဲပြန် disable ခဏလောက်ရတယ်မလို့သေးဘူးခဏ disable လောက်ထားလိုက်ပြီးရင် gain ထဲမှာ mission ရောနောက်ဆုံး mission လား Most recently heard performing with the Cinematic Orchestra and Jose James. စပြီးတော့လို့ဒီမှာဒီညာဘက်အောက်တော့လေးမှာ launching session ဆိုရှိအဲ့ကောင်လေးပြသွားပြီဆိုတာနဲ့ခုနဒီ node ကို enable လုပ်ပေးလိုက် enable လုပ်ပေးလိုက်ရပြီပြီးရင်ဒီ game ကိုပြီးအောင်ဆက်တော့ Cut twice if you're in trouble. Okay, good. Now remember, when you burst out of that crate, you'll be in the heart of that operation. ရထားနဲ့လာတဲ့အဲ့ပုံနဲ့ဒီကောင်ခိုးပြီးလိုက် Element of surprise is up to you. This is Okay, let's go. ဒီမှာကျွန်တော်လုပ်တဲ့နေတိုင်းလုပ်တော့မဟုတ်လို့ရှိရင်ကြာတယ်ဒီကောင်ရင်တော့မတက်နဲ့စနေကီတောင်းပါအဆက်စင်းလေးနဲ့ဒီကောင်ဟိုကလမ်းလျှောက်မှာမတက်မဟုတ်လို့ရှိရင်ညာဒီလမ်းလျှောက်လာတော့အတန်ကြားတယ်အတန်ကြားရင်အလန့်ဖြစ်သွားတယ်ကောင်ဟိုကလမ်းလျှောက်သွားမှာဒီကတော့တက် if you want to refresh your arsenal, don't forget the extra equipment you require. I've arranged for it to be left in the dumpster to the rear of the factory. ဒီနောက်မှာဒီကောင်ရှိလာကြည့်ဒီကောင်ဒီနောက်မရှိတော့လို့ရှိရင်ဒီဘက်ထောက်သွားလို့ဒီဘက်တကားကိုဖွင့်လိုက်ရတယ်ဖွင့်ဒီနောက်လည်းနည်းစိတ်ရှိဒီသုံးကောင် AC တက်လို့ရတယ်ဒီကောင်တက်ခံနေကြလို့ရှိရင်အဲ့ဒီဟိုဘက်လမ်းလျှောက်သွားတဲ့ကောင်ကဒီကောင်ကိုကြော်ပြီးဒီနောက်ရောက်လို့ရှိရင်ဒီကောင်တက်ဒီကောင်တက်ဒီခုနဒီဘက်လမ်းလျှောက်သွားကောင်တက်ဒီရှက်ဟိုအထဲထဲနှစ်ကောင်ပြီးမှ AC တက်မယ်ဟိုကလမ်းလျှောက်တာလမ်းလျှောက်တော့ဒီကောင်ကြော်သွားလို့ရှိရင်နောက်ကောင်တက်လာဒီကောင်ရေဒါရှိအောင်ဟုတ်တက်ဒီကောင်တက်ဒီကောင်တက်ဒီရှက်ကောင်နှစ်ကောင်လှမ်းပြင်တော့ရဒါပေမဲ့တစ်ခါကြရင်လွဲဝတ်တက် PC မှာလိုက်တက်မယ်နော်ကောင်းတော့ဘာတကောင်ဝင်လာသေးတယ်ဒီလားအပြရပြီမတက်လို့ရတယ် The key card you acquired should grant you access to restricted areas in the factory, including the basement. It's clear this place is barely functioning as a chicken factory. One would assume they have more clientele staff to keep up appearances, but I underestimated just how bold criminals can be once they have the police in their pocket. ကြည့်ရတယ်ဒီရှာကောင်တက်ခံနေကြဒီကောင်လာခဏဆောင်တော့ဘာခေါ်ရအောင်ဒီနာကောင်တက်ဒီနာကောင်တက်ခိုင်းရင်ခုနကောက်တဲ့တော့ဒီနားမှာရှိတယ်ဒီကောင်တက်ခံနေရလဲခုနတိုင်းကောင်ကလမ်းလျှောက်သွားတယ်အဲ့ကောင်ဟိုဘက်ရောက်နေဒီကောင်တက်လို့ဟုတ်တယ်စိတ်ဝင်နေမှာတကောင်းမရှိတော့အကုန်ရှင်းသွားတယ်
ကကြာလို့မအဝါဆက်စီတော့ဦးဝင်လာတဲ့လမ်းလဲမှတ်ထားအောင်တခြားတွေကျရင်ထွက်ကြွားလဲနေစိတ်ရုံလေးပါဒီမှာခုနဒွေးနဲ့ဖောက်ပြီးတော့ယူလာတဲ့ကဒီမှာတောင်းရတာဝင်ဒီအောက်ထက်က3ယောက်ကိုတက်တနက်ကောင်အရင်တက်နက်ကောင်တက်ဒီမှာပိုကိန်းနေယူဘောင်းရပေါ်မှာတားဖြတ်တဲ့စိတ်ရုံဘန်းပြပြီးတော့အောက်ထက်မှာပိုကိန်းနေထုတ်ပြီးတော့လိုက်ဖြန့်ကိုကိန်းတွေရဲလက်ရဲဒီပတ်စံရမှာဒီကောင်ခိုင်းတဲ့ရဲနဲ့ကျန်တဲ့ရဲတွေနဲ့မတူဘူးဒီကောင်ခိုင်းတဲ့ရဲကဒီကိုကိန်းတွေကိုဒီလူတွေတော့ဖမ်းမယ်ဒါပေမဲ့ကိုကိန်းတွေဒီကောင်တစ်ကောင်လည်းကတိုးလေးယူတယ်အဲကြောင့်ဒီကောင်နဲ့ပေါင်းပြီးတော့ဒီမရှင်လို့ခိုင်းဒီနောက်ထပ်အဝါစီတော့ဒီလမ်းပေါ်ကတန်ကောင်းတယ်ဟိုကချီတယ်လဲလာပြီးတော့ဒီနေ့မှတန်တွင်းကောက်ဒီကောက်ဝိုင်းဖုန်းနေလိုက်ဖွင့်ဖုန်းမရှိဒီမှာဘာမှမရှိအသားရီထဲတက်ဘူးအဲဒီမှာဒီကောင်ကကိုကိန်းနေဖွက်ပြီးတော့လိုက်ဖြန့်ဒီမှာဘာမှမရှိဟုတ်ကြတယ်ဟုတ်ဟေးကုန်ပြီတော့ဒီစိတ်ဝင်ရတယ်လစ်တော့ When you secured the product, start looking for the safe. ဟောစိတ်ဝင်ရလစ်လို့မရတယ် office ထဲသွားအောင်မယ် office ထဲမှာဟောတကားကိုထားဖို့တော့ကွန်ပျူတာတွေလိုက်ရှာအောင်ဒါလည်းဟာမပြင်းဒီတွေကပေါ်ခန်းလည်းဟာ Establish a connection to the computer first. It's safe to assume you didn't read the manual for the hacking နောက်က device. right click ထောက်ပြီးတော့ဒီ radar လိုက်ဖမ်း radar ရှိရနေတာဆို Just find the strongest signal and it should jump on the connection. If you're seeing blue, keep going in that direction. Red, you're off course. There could be multiple points, so keep walking till you found them. နာရနောက်ကနေဖြစ်ဖြစ် Remember, there are multiple connections. You'll need to hack each one before you have the code. Muna 3ခုစီဟပ်ပြီးရတယ်ဒီမှာဒီဆက်မှာ Have you received နံ the ပါတ်ပေါ် safe လာအဲ့ code? နံပါတ်ခုနပေါ်ကန်ထဲမှာသွားထည့်ရအောင်95990ဒီပေါ်ကန်ထဲမှာထည့်ရအောင် The code to the safe should be on the hacking device. Okay, got it. Excellent. That's everything. ဒါဟာဟိုဒါပြည့်အောင်လေ Okay,
Listening to the radio, it just sounds Same like it. that safe trigger some They don't win. They're shutting down most They of all the lose doors all one away time. from the factory. No. Fortunately, we're one step ahead of them. The getaway car should be right where you left it. The getaway vehicle is still in the garage where you left it. Where are you gonna go now? Yeah, win. How you with them? How you calling? Cái nhà bác là tàn lan đó sao rồi? See that anybody chasing you is appropriately shaken. Yeah, deal with them rồi. Or otherwise dispatched. Whatever it takes to get you back to the lockup alone with the delivery. Tàn lan đây đâu sao rồi sao? Ra tôi về. Chúng ta đã mất một tuần để điều trong đây. Có lên là gì à? Hay gì? Ta còn số gì à? Có con mà phải là ra được số à? Đây bên nào tự nhiên nó ấy qua sao liu qua cái này nán chở shit why you doing that đây Once their ears stop ringing, the cartel and associated cops will process just how severe their 이거 operations 가져 have 이거 할때 sabotaged. 이나야를 No 좀 보자 cocaine, no cash, 때려 이게 다른 때려 뭐 나야 진짜 unless a whole part of me can't help 생각이 but smile at the thought of them 제제뼈와 cleaning up 나빠 their shit. 이거 와 And look at you cleaning up this town. 얘네들 Halfway to being 얘네들 an employee of the LSPD, huh? If you pocketed some of that cocaine for yourself, you'd practically be a ranked officer. All clear. 진짜 와 소피아 내가 그냥 마시나 잘못이 안 돼. 그냥 거기 있다 봐. Do me a favor and lose those cops before they return. In case you were wondering what I intend to do with the illegal narcotics you so adroitly seized, I've made arrangements with the representative of a stamina, local driving. businessman to take them off your hands and pay you well. Always here. See you shortly. My stomach's 이랑 growling. 한번 Supposed to 해서 surely have thought of 2 number 9s.
that delicious deep-fried meat paste makes me weak. โอเคဒီကြရင်ရှင်းပြပြီ Excellent work. Mission accomplished. Now to the vital matter of payment. As I'm sure you can appreciate, there are certain transactions I can't be party to as an officer of the law. But if I've learned anything from my consociates on the LSPD, it's how to look the other way. Now remember, as far as I'm concerned, you can hit that factory as often as you'd like. As long as you're giving me reasons to keep looking the other way, I'm happy. As you can see from my choice of transportation, my fortunes at the LSPD are also improving. Just got these babies in, yeah. fresh off the line. Guess who picked one up? Until next time, let's disassociate. Okay, mission ပြအောင်ဆောက်မယ်နော်ပတ်စံ5သိန်းရတယ် Okay, mission ပြီးသွားပြီ mission ပြီးသွားဒီနေ့ရလို့ဆိုရင် offline မှု order key ပြီးပြီးတော့300တဲ့ကောင်ကိုတိုက်တဲ့ကောင်ကျွေးပြီးတော့ story mode ခဏသွား ဒီညာဘက်အောက်တော့မှာ quitting session ဆိုတာရှိတယ်အဲ့ကောင်ပြောက်သွားလို့ဆိုရင် firewall ဒီကောင် disable ပြန်လုပ်ပေးလိုက် copy mode firewall disable inbound လည်း inbound ဒီဟာလည်း disable outbound မှာလည်း disable အဲ့ဆိုရင်ဒီကောင် online လေးကိုပြန်သွား online နဲ့ play today online invite only session Okay. Do you want to allow your character PRN and no? Okay, as in. Come on. ပတ်စံ5သိန်းဝင်နေပြီ5သိန်းဝင်နေပြီခုနက B machine ကပြန်ဆောက်လိုက်တယ်ဒီမှာပြောတာတော့ခုနက B machine ပြန်ဆောက်ဖို့တော့ replay ကခုနကနေပြန်ဆောက်ရမှာလို့ပြောတာအဲဒီနေရာသွားကြည့်မလား အဲ့ဒီစနေပြောက်သွားတာအမကြတော့ဘေးကြီးချက်ချရအောင် Okay. နောက်တစ်ခါထပ်ကစားရရတယ်နော်အဲ့တိုင်းနဲ့9កောက်လောက်ဆော့ဟိုတစ်ခါ9သိန်းရဆိုတော့10កောက်လောက်ဆော့လိုက်ရင်ရှင်ကိုတင်မောရဲ့ရဟရင်ဝယ်လို့ရမယ် Okay ထပ်ကစားရရတယ်ဒါဆိုရင်အဲ့တော့မကစားပြတော့နောက်ပြည်ကြမှာရှင်ကိုတင်မောမရှင်ဘယ်လိုလုပ်ရလဲပြမယ်